တဲမှာစာရိုက်လိုက်တာနဲ့ auto border line ခက်တဲ့နည်းလေးကိုမျှဝေပေးချင်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ enter ခောက်လိုက်စာရေးပြီး enter ခောက်လိုက်တာနဲ့ border line လေးတွေက auto သူ့လိုခက်သွားပါလိမ့်မယ် okay ဒီနည်းလေးကိုစဆုံးလိုက်ကြည့်ပေးပါနော်โอเคတော့ဒီစာလေးကိုကျွန်တော်ရင်ဆုံးဖြည့်လိုက်ပါမယ်အဲ့တော့ကျွန်တော်က auto border line ခက်ဖို့အတွက်ကျွန်တော်တို့ formula ရေးရပါမယ် formula ရေးဖို့အတွက်ခေါင်းစဉ်အပါအဝင်ကျွန်တော်တို့ကိုသုံးရတဲ့အနေထားအထိ select map ပါ sequence ကို selection ပေးပါ selection ပေးပြီးသားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိပါတယ် conditional formatting နဲ့ကိုသွားပါဒီ style group တွေက conditional formatting နဲ့ကိုသွားပါဒါလေးက home tab ထဲမှာရှိပါတယ် home tab တွေက style group ကိုသွား conditional formatting နဲ့ကိုသွားပြီးသားလို့ရှိရင်ကျွန်တော်ဒီမှာ new rule ဆိုတာလေးရှိပါတယ်သူနှိပ်ပါ okay နှိပ်ပြီးသားလို့ရှိရင်သူ့ကိုဒီနေရာလေးမှာUA formula to determine which set to format ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာလေးမှာနှိပ်ပြီးသားဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာformat value เนาะဒီနေရာလေးမှာကျွန်တော်က formula ရေးရမှာဖြစ်ပါတယ်အဲ့တော့ကိုပါကို formula ရေးဖို့အတွက် equal လေးထိုးပါမယ်ညီမချင်းထိုးပါညီမချင်းထိုးပြီးသားဆိုလို့ရှိရင်ကျွန်တော်ကဒီစမဲ့ပေါ့เนาะစမဲ့ sequence အမှတ်လေးကိုတစ်ချက်နှိပ်ပါတစ်ချက်နှိပ်ပြီးသားဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ lock ခတ်တာရှိပါတယ်ဒီ column A ပေါ့เนาะ column A ရောကျွန်တော်တို့က row ရော lock ခတ်တာဖြစ်ပါတယ်အဲ့တော့ lock ခတ်တာကိုကျွန်တော်ကဖြုတ်လိုက်ပါမယ်အဲ့တော့ function key ရဲ့ F4 အတွဲနှိပ်ပါနှစ်ချက်နှိပ်ပါเนาะ function key F4 ကိုနှစ်ချက်နှိပ်ပါနှစ်ချက်နှိပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ column တစ်ခုတည်းကို lock ခတ်တာဖြစ်ပါတယ်အဲ့တော့ row ကို lock မဖြုတ်တော့ lock မခတ်တော့ဘူးပေါ့เนาะ column တစ်ခုတည်းကိုကျွန်တော် lock ခတ်ပါမယ် column တစ်ခုတည်းကိုခတ်ပြီးသားဆိုလို့ရှိရင်ဒီအောက်က format ဆိုတဲ့နေရာလေးမှာတစ်ချက်နှိပ်ပါကျွန်တော်ကဒီ border line လေးခတ်ချင်တာဖြစ်တဲ့အတွက်ဒီ border ဆိုတာလေးကိုနှိပ်ပါပြီးသားလို့ရှိရင်ဒီနေရာလေးမှာ color တွေရွေးမယ်ဆိုလည်းရွေးလို့ရပါတယ်တကယ်လို့မရွေးချင်ဘူးဆိုလည်းကြိုးခဲ့လိုက်ပါเนาะโอเคအောက် line မှာကျွန်တော်ကဒီ bound line လေးပေါ့เนาะဒီ bound line လေးကိုဒီအောက် line မှာထည့်ပေးလိုက်ပါမယ်ပြီးတော့ okay ကိုပေးလိုက်ပါကျွန်တော် okay ကိုပေးလိုက်ပါအဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာစာရေးကြည့်ပါမယ်အဲ့တော့2လို့ရေးလိုက်တာနဲ့ auto border line လေးတွေခတ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနည်းလေးကိုရမလို့ထင်ပါတယ်အဲ့တော့ message အနေနဲ့ကျွန်တော်ဒီနေ့မျှဝေခဲ့တဲ့ဒီနည်းလေးကတော့ Excel မှာစာရေးလိုက်တာနဲ့ auto border line ခတ်တဲ့နည်းလေးကို sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်အားလုံးစင်ကြပါစေခင်ဗျာ